ကဘာပေါ်မှာအမောင်တို့ကိုအပိုင်ဆိုးထားတဲ့သတ္တဝါတကောင်ရှိပါတယ်သူကတာမန်တရိတ်ဆန်လေးထပ်ပူပြီးတော့သဘာဝတရားရဲ့အမောင်ဆုံးလှုပ်ဝက်ချက်နဲ့တော်အုပ်ရဲ့ဝိညာဉ်လိုတင်စားကြတဲ့ကျက်တစ်နတ်ပါMarvel ရုပ်ရှင်တွေထဲမှာ Wakanda ရဲ့ဘီရင်တစ်ပါးအဖြစ်ကျွန်တော်တို့သိကြသလိုရှေးဟောင်းဒန်နာရီတွေထဲမှာလည်းနတ်ဖျားတစ်ပါးလိုကိုးဝဲခံခဲ့ရသူပါလူများစုကဒါကိုရုပ်ရှင်တွေကဇက်ကောင်လို့ထင်နေကြပေမဲ့တကယ်လက်တွေ့ကဘာတွေကကျစ်တစ်နတ်တွေကရုပ်ရှင်တွေထက်တောင်ပိုပြီးစမ်းကြယ်နေပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ဒီသတ္တဝါတွေရဲ့ဒန်နာရီတိတ်ပတ်နီးကြအမှန်တရားနဲ့ Marvel ကဘာတွေကလှုပ်ဝက်ချက်တွေကိုအသေးစိတ်ပြောပြသွားမှာပါကျွန်တော်တို့ Marvel အကြောင်းနဲ့အရင်စလိုက်ကြရအောင်1966ခုနှစ်မှာ Black Panther ဆိုတဲ့ဇက်ကောင်စတင်ပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒီချိန်မှာအမေရိကမှာလူမဲအခွင့်အရေးလှုပ်ရှားမှုတွေပြင်းထန်နေချိန်မှာ Marvel ကဒီဇက်ကောင်ကိုရဲရဲဝံ့ဝံ့မိတ်ဆက်ခဲ့တာပါWakanda ဆိုတာအာဖရိကရဲ့မဖွင့်ဖြိုးသေးတဲ့နိုင်ငံငယ်လေးလို့ကဘာကထင်ထားပေမဲ့တကယ်တော့ Vibranium နီးပညာနဲ့အဆင့်မြင့်ဆုံးနိုင်ငံဖြစ်နေတယ်လို့တစ်တစ်နဲ့ဆိုတဲ့သတ္တဝါတွေကလည်းတာမန်တရိတ်ဆန်တွေလို့ထင်ရပေမဲ့သူတို့ရဲ့စွမ်းဆောင်ရည်တွေကသဘာဝလုံးနေပါတယ်ရုပ်ရှင်တွေကထရှယ်လာဝတ်ထားတဲ့ဝတ်ဆောင်ဟာတစ်တစ်နဲ့ရဲ့အသားရည်အတိုင်းအနက်ရောင်ဖြစ်ပြီးစီစဉ်မဖောက်နိုင်တယ်လို့ပဲတိုးတဲ့ကတစ်တစ်နဲ့တွေရဲ့အသားရည်ဟာလည်းသူတို့ကိုရန်သူတွေမမြင်နိုင်အောင်ကာကွယ်ပေးထားတဲ့သဘာဝဝတ်ဆောင်တစ်ခုပါပဲအခုဒန်နာရီပိုင်းကိုတွားကြရအောင်ကမ္ဘာဒန်နာရီလာတစ်တစ်နဲ့တွေဟာလူသားတွေရဲ့တမိုင်းမှာဘယ်လိုနေရာယူခဲ့သလဲရှေ့ဟောင်းအီဂျစ်နိုင်ငံမှာအနက်ရောင်ဟာတည်ခြင်းတရားတွေမဟုတ်ပဲပြန်လဲမွေးဖွားခြင်းရဲ့သင်္ကေတပါဘတ်စတက်နတ်ဖျားမဟာတခါတည်းရင်တစ်တစ်နဲ့အတွင်းနဲ့ကိုးရောင်ပြတတ်တယ်လို့ယုံကြည်ကြပါတယ်ဘတ်စတက်ကိုများသောအားဖြင့်ကြောင်ကောင်းတဲ့လူခန္ဓာကိုယ်ရှိတဲ့အမျိုးသမီးဖြစ်ပုံဖော်လေးရှိပါတယ်သူမဟာရှေးဦးပိုင်းကာလတွေမှာတစ်တစ်နဲ့ရုပ်သွင်းရှိခဲ့ပေမဲ့နောက်ပိုင်းမှာပုံမှုနူးညံ့တဲ့ကြောင်သွင်းကိုပြောင်းလဲလာခဲ့တာပါအီဂျစ်လူမျိုးတွေကတစ်တစ်နဲ့ကိုမကောင်းဆိုးဝါးနှိမ်နင်းသူပြင်ဖာရိုဘီယန်တွေရဲ့အကာအကွယ်ပေးသူဖြစ်လဲမြင်ကြပါတယ်တောင်အမေရိကမာယာလူမျိုးတွေကတော့ဂျက်ဂွားကိုနတ်ဖျားလို့ကိုးကွယ်ကြတာပါမာယာတို့ရဲ့ညမုတ်ဆိုကျက်တစ်နတ်ကိုဘလမ်လို့ခေါ်ပြီးညဘက်ကောင်းကင်ရဲ့အရှင်သခင်လို့လည်းမှတ်ယူထားပါတယ်ကျက်တစ်နတ်ရဲ့အသားပေါ်ကအဆက်အပြောက်တွေကိုကျေတာယာတွေဖြစ်သူတို့ကမြင်ကြတာပါဥရောပအလဲခေတ်ဒန်နာရီပုံမြင်တွေမှာတော့ကျက်တစ်နတ်ဟာမွေးပြန့်တဲ့အနံ့ရှိတယ်လို့ဆိုကြပါတယ်ဒီရနတ်နဲ့သားကောင်းတွေကိုဆွဲဆောင်ပြီးမှဖန်စီတက်တဲ့လှို့ဝှက်စမ်းကျဲတဲ့သတ္တဝါအဖြစ်ရေးသားခဲ့ကြတာပါအာဖရိကမျိုးနွယ်စုတွေကတော့ဘိုးဘွားဝိညာဉ်လို့ယုံကြည်ကြပြီးသူတို့ကိုတတ်ဖြတ်ဖို့နေနေသားသားစော်ကားဖို့တောင်ကြောက်ကြတာပါကဲအခုတော့စိတ်ဝင်စားစရာအကောင်းဆုံးသိပ္ပံနိကြအချက်တွေကိုပြောပြပါမယ်တစ်တစ်နတ်ဆိုတာမျိုးစိတ်သိမဟုတ်ပါဘူးမျိုးရိုးဗီဇအရအမဲအောင်ချေပစ္စည်းလွန်ကဲနေတဲ့တစ်တစ်ဒါမှမဟုတ်ဂျက်ဂွားတွေပါသူတို့မှလည်းအဆက်ပြောက်တွေရှိပါတယ်ကင်မရာနဲ့ရိုက်ကြည့်ရင်တိတိတသာမြင်ရမှာပါသူတို့ဟာညဘက်မှာလူသားတွေထက်မြင်နိုင်စွမ်း6ဆပိုကောင်းပါတယ်အမောင်ထဲမှာသူတို့ဟာဓမီထိုးသူတို့အကုန်မြင်နေရပေမဲ့တားကောင်ကတော့ဘာမှမမြင်ရပါဘူးကျစ်တင်နတ်တွေဟာသူတို့ထက်ကိုယ်၄ချိန်3စားလောက်ကြီးတဲ့အကောင်တွေကိုတပ်ပြီးတစ်ပင်မော်ကိုပါဇက်နဲ့ကိုက်ချီပြီးဆွဲတင်နိုင်ပါတယ်ဒါဟာကဘာပေါ်မှာထူခြားလာတဲ့သတ္တဝါတွေမှာသာရှိတဲ့ခွန်အားမျိုးပါကြောင်ကြီးမျိုးနွယ်ဝင်အများစုကရေကြောက်ပေမဲ့ကျစ်တင်နတ်အထူးသဖြင့်ဂျဂွားနတ်တွေကရေကူးအလွန်တော်ပြီးရေထဲမှာမိချောင်းတွေကိုတော့ပြန်လဲဖမ်းစားတတ်ပါတယ်မိကုန်းချုပ်ရရင်ကျစ်တင်နတ်ဆိုတာကျွန်တော်တို့ကဘာမီရဲ့အလှပဆုံးနဲ့အစွမ်းထက်ဆိုအမောင်တို့ရဲ့ပြရုပ်ပါသူတို့က Marvel ရုပ်ရှင်တွေထဲမှာပဲရှိနေတာမဟုတ်ပါဘူးအခုဒီဗီဒီယိုကိုတင်ကြည့်နေတဲ့အချိန်မှာတော့အာဖရိကဒါမှမဟုတ်အာရှရဲ့တွန်းနတ်တစ်ခုခုထဲမှာကျစ်တင်နတ်တကောင်ဟာအတန်မထွက်ပဲအမဲလိုက်နေလောက်ပါပြီသူတို့ဟာပါဝါလှုပ်အမှုနဲ့ဂုံတိတ်ခါတွေသင်္ကေတပါဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကဒီလိုလှပတဲ့သတ္တဝါတွေကတိုးပြုံးလာတာနဲ့အမဲလိုက်ခံရတာတွေကြောင့်မျိုးစုံပြောက်ကွယ်လို့နေပါဖြစ်နေပါပြီသူတို့ဟာပုံမြင်နေတဲ့မှာပဲကြံနေရမယ့်သတ္တဝါတွေမဟုတ်ပါဘူးတကယ်လက်တွေ့ကဘာက Black Panther တွေကိုလည်းကျွန်တော်တို့ကာကွယ်စောင့်ရှောက်ဖို့လိုအပ်နေပါပြီဒီဗီဒီယိုလေးကနေဘူးတုတတစ်ခုခုရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ Wakanda forever